vivo ဆော့သမားတွေကိုကျွန်တော်ပြောချင်တာက water တွေပါတော့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဖုန်းထဲမှာဒီကစားခြင်းနဲ့တူပဲ။ဖုန်းထဲမှာဆိုရင်ကျွန်တော်ဆိုလို့ရှိရင် vivo ရော water ရောကျွန်တော်ထည့်ရတယ်။ဒါပေမဲ့ Wall City တို့ Wowo တို့ကိုကျွန်တော်ဘာကြောင့်မထည့်တာ။အဲ့နှစ်မျိုးကျွန်တော်မထည့်တော့ဘာကြောင့်လဲဆိုတော့ကြော်ညာများတော့ vivo ဆော့သမားဆိုရင် water ပါတော့ water ကသူကပတ်စံထောက်တဲ့ခါကျတော့ရှိရင်ဟိုတိတ်မကြအောင်။ဘာလို့မကြလဲဆိုတော့ဒီနေ့ထောက်တယ်နောက်နေ့ရတယ်။ vivo ကြတော့တစ်ခါလေကြာလို့ရှိရင်15ရက်နေ့ထိကြာတယ်15ရက်နေ့နောက်ပိုင်းမှာလည်းရတာမျိုးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနောက်တစ်လုံးကြတော့ကျွန်တော်ရခဲ့တဲ့ဆိုတာကဒီဟိုဒီမော vivo ကနေကျွန်တော်ထုတ်လာရခဲ့တဲ့ဟာကြတော့သူကဒီမနေ့ကထုတ်တယ်ဒီနေ့ဝင်တယ်အဲ့ဒါတော့ရှိတယ်$10ရခဲ့တယ်ဒီဒါတွေကြတော့ကျွန်တော်တို့ဒီ water ကြတော့သူကလည်းသူလည်းပေးတယ်မြင်တယ်အမှန်ကန်ရတယ်အဲ့ဒါမတက်ဘူး vivo ကြတော့အဲ့ဒါတက်တယ်ကျွန်တော်ပြပေးမယ်vivo ကဘယ်လို error မျိုးတက်တယ်ဆိုတော့ဒီမှာတမျိုးတွေပေါ့နော်ကျွန်တော်ထောက်တဲ့ဒါ$10ထောက်တဲ့ဟာကိုသူကဒီအကောင့်ကိုသူအတီးပြုတ်တာအဲ့လိုမျိုးဒီပေါ့မကန်ဘူးဆိုပြီးတော့မကန်ဆယ်ဖြစ်သွားတာနော်ကျွန်တော်ရဲ့ဒီထောက်$10ထောက်တဲ့ဟာကိုသူကကန်ဆယ်လောက်လာတယ်ဒါကတော့ဘာမှဖြစ်ပါဘူးဒါပြောချင်တာကတကယ်ကြီးတို့သတိထားဖို့ပြောချင်တာပါဒါပေမဲ့လည်းဝင်ခဲ့တာလည်းရှိပါတယ်နော်ဒါ$10ဝင်ခဲ့တဲ့ဟာလည်းရှိတယ်ဒါကိုကျွန်တော်ပြောချင်တာပါဒါကြောင့်မို့လို့ဒီ water ကြတော့သူအဲ့လိုမျိုးအဲ့ဒါမျိုးမရှိပြန်အောင်နော်ဒီ water ကိုစောချင်တဲ့မျိုးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ inline ကုတ်လေးတွေကျွန်တော်ချထားပြီးမှဖြစ်ပါတယ်ဒီ water မှန်ကြတော့အဲ့လိုမျိုးအဲ့ဒါမျိုးမရှိဘူးအခုထောက်လဲနောက်နေ့ရတယ်အလုံးစုံကြာလုံးရင်2ရက်ပဲဒီထက်မကကြာတာမျိုးလည်းကျွန်တော်မကြုံဘူးသေးဘူးပေါ့ကျွန်တော်2ရက်တွင်းမှာရခဲ့တဲ့ water ကိုဒါကြောင့်မို့လို့ vivo ဆုံးမှဆိုရင် water ပါတစ်ခါလဲတွဲဆောက်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ